ပြင်သစ်တော်လှန်ရေးကြောင့်ဘရင်ပြုတ်ကျသွားတာနဲ့ကျန်တဲ့ဘရင်တွေအားလုံးကပြင်သစ်ကိုဝိုင်းဝန်းတိုက်ခိုက်ကြပါလေရောဘရင်စနစ်ကိုဖျက်သိမ်းလိုက်တဲ့ပြင်သစ်ဟာချင်းချောက်မှုကြီးဖြစ်လာလို့ပါဒါကြောင့်အင်္ဂလန်ဦးဆောင်တဲ့တပ်ပေါင်းစုကြီးကပြင်သစ်ထဲကတပုံတွေရဲ့အကူအညီနဲ့တူလောင်းမြို့ကိုစသိမ်းလိုက်တယ်မကြခင်ပြင်သစ်တပ်ကမြို့ကိုဝိုင်းဝန်းပိတ်ဆို့လိုက်ကပြန်သိမ်းဖို့အကြိမ်ကြိမ်ဝင်တိုက်ကြပေမဲ့မရဘူးဖြစ်နေတာအဲ့ဒီချိန်မှာပြင်သစ်တပ်မှုလေးဖြစ်တဲ့နပိုလီယန်ကမြစ်ကမ်းပါးကိုရအောင်သိမ်းပိုက်လိုက်ပြီးတော့အမြောက်တွေထားလိုက်ကအင်္ဂလန်စစ်သင်္ဘောတွေကိုလှမ်းထုပါလေရောအင်္ဂလန်ဘက်ကပြန်ပစ်ပေမဲ့ကြာလာတော့သူတို့ရဲ့သင်္ဘောတွေကတစည်းချင်းစီနစ်မြုပ်လာတာပါအဲ့ဒီတိုင်းသာဆက်နေမယ်ဆိုရင်အကုန်လုံးပြောင်းသွားတော့မှဖြစ်လို့သိမ်းပိုက်ထားတဲ့မြို့ကိုလက်လွတ်ပြီးတော့ထွက်ပြေးဖို့ရှိတော့တာပါခက်တာကဘေးမှာရှိတဲ့တပုံသင်္ဘောတွေကဒါကြံခဲ့မယ်ဆိုရင်ပြင်သစ်တပ်ရဲ့လက်ထဲကြားရောက်သွားနိုင်တာမို့ပြောင်းဝကိုကို့အချင်းချင်းဘက်စီလှည့်လိုက်ပြီးတော့ဖြတ်စည်းကစုတ်ခွာသွားတော့တယ်ရေတပ်ကိုအောင်နိုင်ပြီးသွားတဲ့နောက်နပိုလီယန်ကအသက်26နဲ့စစ်သူကြီးဖြစ်လာတာပြင်သစ်ကိုကျူးကျော်လာတဲ့ဩစတြီးယားနဲ့ပြီးမောင်တီနှစ်နိုင်ငံစလုံးကိုရင်ဆိုင်ရမှာဖြစ်တဲ့နပိုလီယန်ကြောက်တာကတကယ်လို့ရန်သူတပ်နှစ်ခုကပေါင်းစည်းသွားမယ်ဆိုရင်သူ့ထက်အင်အားပိုများသွားမှာဖြစ်လို့ရှုံးနိမ့်ဖို့တာရှိတယ်ဒါကြောင့်ရန်သူတပ်တွေကပေါင်းစည်းမှုမလုံနိုင်တော့အောင်နပိုလီယန်ကသူ့ရဲ့တပ်ခွဲကိုလွှတ်လိုက်ပြီးတော့ဂျီနိုအာမြို့ကိုဝင်သိမ်းတော့မဲ့ပုံစံနဲ့အယောင်ပြလိုက်တယ်အဲ့ဒါကြောင့်ဩစတြီးယားတပ်ကဂျီနိုအာမြို့ကိုကာကွယ်ဖို့ဖြစ်လာတာကြောင့်တပ်ကိုနောက်ရွှေ့လိုက်ပြီးနပိုလီယန်ကိုဝင်တိုက်ပါလေရောနပိုလီယန်ဘက်ကပြန်ဆုတ်ပေးလိုက်ပြီးမြားခေါ်လိုက်တာကိုထွက်ပြေးသွားတာပဲလို့ဩစတြီးယားဘက်ကထင်မှတ်သွားတာကြောင့်နပိုလီယန်ကိုနှစ်ဖက်ညှပ်တိုက်ဖို့တစ်ဖက်မှာရှိတဲ့တပ်ခွဲကိုအရင်ဝင်တိုက်ခိုင်းလိုက်တယ်အဲ့ဒီချိန်မှာနပိုလီယန်ကတန်ပြန်ထိုးစစ်ဆင်ပြီးတော့မြို့ကိုပါပြန်ဝိုင်းထားလိုက်တယ်အဲ့ဒီမြို့ကိုကယ်ဆယ်ဖို့ဩစတြီးယားတပ်ကတောတောင်တွေကိုကြော်ဖြတ်နေကြလို့အချိန်မီမရောက်လာတဲ့အတွက်မြို့ကနပိုလီယန်စီကျသွားတော့တယ်နောက်တစ်ဆင့်ကပြီးမောင်တီနိုင်ငံဘက်ကိုဥတီပြီးတော့အရှိန်အဟုန်နဲ့ဖိတိုက်တယ်ပြီးမောင်တီတပ်ကတောက်လျှောက်စုတ်ခွာရရင်းနဲ့နောက်ဆုံးမြို့တစ်မြို့မှာပိတ်မိသွားတယ်တစ်ချိန်တည်းမှာဩစတြီးယားတပ်ကမဟာမိတ်ပြီးမောင်တီကိုကူညီဖို့ရောက်ရှိလာတဲ့အချိန်မှာကြားလိုက်ရတဲ့သတင်းကနပိုလီယန်စီလက်နက်ချဖို့ညှိနှိုင်းနေပြီဖြစ်လို့ဩစတြီးယားကယွန်ရှာစွာနဲ့နောက်ပြန်ဆုတ်သွားရတယ်ဆက်ပြီးနပိုလီယန်ကဩစတြီးယားနယ်မြေထဲထိတောင်ခြေတက်လာပြီးတော့ခန်တက်မြို့ကိုဝိုင်းထားလိုက်တယ်ကျုံးကိုကြော်ဖြတ်လို့မရဘူးဖြစ်နေတာကြောင့်အဝေးကနေအမြောက်နဲ့အဆက်မပြတ်လှမ်းထုပါလေရောမြို့ကိုလာပြီးစစ်ကူပေးမဲ့ဩစတြီးယားတပ်ကခြေတက်လာပြီးဆိုတာကိုသိတဲ့နပိုလီယန်ကလမ်းမှာစောင့်ပြီးခြုံခိုတိုက်ဖို့သူ့ရဲ့တပ်ကိုဖြန့်ကျက်ထားလိုက်တယ်ဩစတြီးယားကခြေတက်လာတော့ရုတ်တရက်ဝိုင်းတိုက်တာခံရလို့အကြရှုံးများစွာနဲ့လွတ်အောင်ရုံးထွက်လာရင်းနဲ့သူတို့ရဲ့မြို့ကိုရောက်သွားတော့တယ်ပြဿနာကမြို့ထဲမှာရိတ်ခါပြက်လက်နေပြီဖြစ်လို့မြို့အပြင်မှာတက်ဆွဲထားလိုက်တယ်စားဖို့မရှိဘဲနဲ့ဆက်နေမယ်ဆိုရင်ပိုဆိုးလာဖို့ပဲရှိတာကြောင့်နပိုလီယန်တပ်ကိုထွက်တိုက်ပါလေရောနပိုလီယန်ဘက်ကခုခံနေရင်းနဲ့တပ်မကိုအဝေးမှာဖျောက်ထားလိုက်ပြီးတော့အချိန်ကောင်းစောင့်နေတာဩစတြီးယားဘက်ကအရန်တပ်ကိုပါလွှတ်ပြီးအကုန်ဖွင့်တိုက်ပြီးဆိုတော့မှနပိုလီယန်တပ်မကလျှက်တစ်ပြက်ဝင်ရောက်လာပြီးတော့စစ်မြေပြင်မှာရုန်းကန်နေရတဲ့ဩစတြီးယားတပ်ကိုအနောက်ကနေဝင်ဖြိုတော့တယ်တဝက်တောင်မကြံတော့တဲ့ဩစတြီးယားတပ်ကပြန်ဆုတ်ကမြို့ထဲဝင်သွားပြီမဲ့လက်နက်တော့လုံးဝမချပါဘူးအကြောင်းရင်းကအင်အား4000ကျော်ရှိတဲ့ဩစတြီးယားတပ်ကြီးကမြို့ကိုကယ်ဆယ်ဖို့စစ်ကြောင်းနှစ်ခုဖြန့်ပြီးတော့လာနေပြီဖြစ်တယ်ဩစတြီးယားဒုတိယစစ်ကြောင်းကနပိုလီယန်တပ်ကိုအနောက်ကနေပိတ်ဆို့ထားမဲ့အပြင်ထောက်ပံ့ရေးလမ်းကြောင်းကိုပါဖြတ်တောက်ထားမှာဖြစ်တယ်ပြီးမှစစ်ကြောင်းနှစ်ခုစလုံးကတပြိုင်တည်းညှပ်တိုက်မှာပါအင်အားပိုနည်းနေတဲ့နပိုလီယန်အတွက်ရွေးစရာနှစ်ခုရှိတာကဝိုင်းထားတဲ့မြို့ကိုလက်လျှော့ပြီးတပ်တွေအားလုံးနောက်ဆုတ်ရမလားဒါမှမဟုတ်ရန်သူရဲ့စစ်ကြောင်းတစ်ခုကိုတွားတိုက်မလားအခုလိုအန်ဒီရဲ့ကြားရောက်ချိန်မှာနပိုလီယန်ကစစ်ကူပို့ပေးပါလို့သူ့ရဲ့ပြင်သစ်နိုင်ငံစီကိုအချိန်ချင်းတောင်းဆိုပေမဲ့ဘယ်တော့မှမပို့လာပါဘူး။ဘာကြောင့်လဲဆိုတော့ပြင်သစ်ခေါင်းဆောင်တွေစိုးရိမ်တာကတကယ်လို့နပိုလီယန်ကစစ်တွေအောင်နိုင်ရင်းနဲ့ဘုံတကူတက်လာမယ်ဆိုရင်တမိုင်းမှာဖြစ်နေကြပုံစံအတိုင်းကိုယ့်ရဲ့နိုင်ငံကိုတောင်ပြန်ပြီးတော့အာဏာသိမ်းနိုင်ခြေရှိလို့ပါနောက်ဆုံးတော့နပိုလီယန်ကဩစတြီးယားပင်မစစ်ကြောင်းကိုတွားတိုက်ဖို့ခြေတက်သွားတယ်ရန်သူရဲ့အားနည်းတဲ့အချမ်းကိုအရင်ဖြိုဖို့မြစ်ကြောင်းကနေကွေ့ပတ်လာပြီးမှတိတ်တဆိတ်ကြော်ဖြတ်လာတယ်စခန်းသိမ်းဖို့အရေးစွန်ကပြေးဝင်ရင်းနဲ့ပြစ်ခတ်မှုတွေကအဆက်မပြတ်ကြားရောက်လာချိန်မှာတစ်ဖက်မှာရှိတဲ့ဩစတြီးယားပင်မတပ်ကရောက်ရှိလာပါလေရောဒါကြောင့်နပိုလီယန်တပ်ကမြစ်ပေါ်မှာတန်းလန်းကြီးနဲ့ရန်သူရဲ့ညှက်တိုက်တာကိုခံရလို့နောက်ပြန်ဆုတ်လာတယ်ဒါပေမဲ့အ
လူအရက်ပြေးကြလို့မြစ်ထဲမှာစုပြုံပြီးပိတ်ဆို့သွားတာကြောင့်အမြောက်တွေရဲ့ပြစ်မှတ်ဖြစ်သွားပြီးတော့ဝိုင်းထုတာခံရပါလေရောတက်ပြက်ပြီးရှုံးနှိမ့်မဲ့ဆဲဆဲမှာကိုရန်တော်တက်ကိုလွှတ်ပြီးဩစတြေးလျတက်ကိုအနောက်ကနေဝင်တိုက်တော့မှအခြေအနေပြောင်းသွားပြီးပြန်ဆုတ်ခွာသွားတော့တာပါပြီးတော့မှအနောက်မှာတက်ဆွဲထားတဲ့ဩစတြေးလျဒုတိယစစ်ကြောင်းကိုတွားတိုက်ဖို့ခြေတက်လာတယ်အတိုက်ခံရတော့မဲ့ဒုတိယစစ်ကြောင်းနဲ့ပူးပေါင်းတိုက်ခိုက်ဖို့ဩစတြေးလျပင်မစစ်ကြောင်းကအနောက်ကနေလိုက်လာတယ်အဲ့ချိန်မှာဩစတြေးလျဒုတိယစစ်ကြောင်းတည်င်းရသွားတာကပြီးခဲ့တဲ့တိုက်ပွဲမှာဩစတြေးလျဘက်ကနောက်ပြန်ဆုတ်သွားတာကိုကြားသိလိုက်ရတော့သူတို့ရဲ့တက်ကပါရောရောင်ပြီးတော့နောက်ဆုတ်လိုက်ပြန်ရောသူတို့နဲ့ပေါင်းတိုက်ဖို့လိုက်လာတဲ့ဩစတြေးလျပင်မတက်ကအထီးကျန်သွားတာကြောင့်ပြန်လဲဆုတ်ခွာသွားတော့တဲ့တိုက်ပွဲတွေဖြစ်တိုင်းအဓိကအမျက်ရသွားတဲ့သူတွေကတော့ပြင်သစ်ကိုဥဆောင်တဲ့9ယောက်အဖွဲ့နဲ့အမှတ်900တွေဖြစ်တယ်သူတို့ကရောမခစ်ကအမှတ်တွေလိုမျိုးဟန်ညာထဲဝါစွာနဲ့ဝစ်စင်ထားတာသူတို့အတွက်နပိုလီယန်ကစူးညောင်တစ်ခုလိုဖြစ်လာတာဒါကြောင့်ပဲစစ်ရှုံးပြီးခြေမုံခံရအောင်လွှတ်တော်အမတ်တွေကဘယ်လိုကြံစီတယ်လဲဆိုရင်အာဖရိကတိုက်ကိုတွားရောက်သိမ်းပိုက်ဖို့နပိုလီယန်ကိုအမိန့်ပေးလိုက်တယ်ဒါကြောင့်ရေတပ်နဲ့အီဂျစ်နိုင်ငံစီကိုရောက်ရှိလာပြီးကိုင်ရိုမြို့ကိုသိမ်းဖို့တဲကန်နာရကြီးထဲမှာခြေတက်လာတယ်အဲ့ဒီမှာအာရက်မြင်းတက်ကြီးကအပြင်းအထန်မောင်းနှင်ရောက်ရှိလာပြီးသူတို့ကိုစနစ်တကျပတ်လေဝိုင်းထားလိုက်တယ်ပြီးတော့မြင်းပေါ်ကနေတောက်လျှောက်လှမ်းပစ်ကြပါလေရောနပိုလီယန်ကလည်းစက်ဝိုင်းပုံစံစုဖွဲ့လိုက်ပြီးခံစစ်အနေအထားနဲ့လက်ရှိနေရာကနေလုံးဝမရွှေ့ဘဲနဲ့တက်နိုင်သလောက်ပြန်ပစ်ဖို့အမိန့်ပေးလိုက်တယ်ဒါကြောင့်တစ်ဖက်ရန်သူရဲ့စိတ်ကြိုက်ဝိုင်းပစ်တာကိုပေပြီးခံနေရတဲ့အခြေအနေကိုရောက်သွားတော့တယ်အဲ့ဒီလိုမခုခံဘဲနဲ့ထွက်တိုက်မယ်ဆိုရင်ရန်သူဘက်ကလုံးဝအကန့်မခံပဲနောက်ဆုတ်ပြီးတော့မြင်းပေါ်ကနေဆက်လက်ပစ်ခတ်နေအောင်မှာလိုက်တဲ့လူတွေကကြာလာတော့ဂန္ဓာရထဲမှာမောပန်းလာပြီးတော့ပြန်ဆုတ်ခွာမယ်ဆိုရင်ရန်သူဘက်ကအနောက်ကနေပြန်လိုက်လာတော့မှအဲ့ဒီနီးနဲ့တမိုင်းမှာကျူးကျော်လာတဲ့ဥရောပတပ်တွေအားလုံးကိုခြေမုံခဲ့တာဒါပေမဲ့နပိုလီယန်တပ်ကတော့လက်နက်နဲ့ပစ်အားပိုကောင်းတာကြောင့်ကြာလာတော့မြင်းတပ်ကအကြအရှုံးပိုများလာလို့ပြန်ဆုတ်ခွာသွားတော့တယ်အဲ့ဒီတိုက်ပွဲပြီးသွားတော့ကိုင်ရိုမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ပြဿနာအစကအင်္ဂလန်ရေတပ်ကမထင်မှတ်ထားတဲ့အချိန်မှာရောက်ချလာပြီးကမ်းမှာစိုက်ကတ်ထားတဲ့သူ့ရဲ့စစ်သင်္ဘောတွေကိုပေါ်တင်ကြီးတည်ပစ်သွားတယ်ရေတပ်ကဖျက်ဆီးခံရလို့ထောက်ပံ့ရေးလမ်းကြောင်းဖျက်တောက်ခံရတဲ့အပြင်နပိုလီယန်ကပြင်သစ်ကိုပြန်လို့မရတော့တာကြောင့်သူ့ကိုချောင်းနေကြတဲ့ရန်သူတွေအားလုံးကထကြွလာကြတယ်ဥရောပမှာတော့အင်္ဂလန်ဩစတြေးလျနဲ့ရုရှားနိုင်ငံတို့ကမဟာမိတ်ဖွဲ့လိုက်ပြီးနပိုလီယန်တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့တွေအားလုံးကိုသူတို့ကပြန်လည်သိမ်းယူလိုက်တဲ့အပြင်ပြင်သစ်ကိုတောင်ဝိုင်းဝန်းတိုက်ခိုက်ဖို့ခြေတက်လာကြပါပြီတစ်ချိန်တည်းမှာအာရပ်နိုင်ငံတွေကလည်းဘာသာရေးအတွင်နဲ့ပေါင်းစည်းလိုက်ပြီးတော့နပိုလီယန်ကိုဝိုင်းတိုက်ကြပါလေရောတိုက်ပွဲတွေဇက်တိုက်ဖြစ်နေရင်အင်အားလျော့နေလာလို့စက်နေရင်ပိုဆိုးလာဖို့ပဲရှိတာဒါကြောင့်ပြင်သစ်ကိုကိုယ်ပတ်ပြီးတော့ခြေလင်ပြန်ဖို့ပဲရှိတော့တာကျဲပြတ်တဲ့ဂန္ဓာရကြီးထဲမှာအစာရည်စာပြက်လက်သွားလို့အနီးဆုံးမှာရှိတဲ့မြို့ကိုမဖြစ်မနေသိမ်းပိုက်ရမယ့်အခြေအနေပါမြို့ကိုအရသိမ်းဖို့ဝိုင်းဝန်းပိတ်ဆို့လိုက်ပေမဲ့ကန်ဆိုးချင်တော့အင်္ဂလန်ရေတပ်ကကြိုရောက်နေတယ်ပြီးတော့စစ်ကူတွေရောက်နေတဲ့အပြင်အမြောက်တွေနဲ့ပါခုခံဖို့အတင်းဖြစ်နေကြတာနပိုလီယန်တပ်ကရှေ့သက်ပြီးတော့ထိုးစစ်ဆင်ကြတဲ့အခါတစ်ဖက်ကရေတပ်နဲ့ပါအမြောက်နဲ့ပစ်ကူပေးနေတာမို့ဘယ်လို့မှဝင်သိမ်းလို့မရပဲဖြစ်နေတာအဆိုးဆုံးကအော်တိုမန်တပ်ကြီးကခြေတက်လာနေပြီဖြစ်ပြီးနပိုလီယန်တပ်ကိုအနောက်ကနေဝင်တိုက်တော့မှအဲ့ဒီတိုင်းသာဆက်နေမယ်ဆိုရင်ရန်သူတွေရဲ့ကြားမှာပြန်အဝိုင်းခံရမှာဖြစ်လို့ပြေးပေါက်မရှိတော့ပဲခြေမုံခံရမှာဒါကြောင့်မို့နပိုလီယန်ကရဲစွန့်ကသူ့ရဲ့တပ်ခွဲကိုလွတ်ပြီးရန်သူကိုညမှောင်တဲ့အချိန်မှာအလစ်ဝင်တိုက်ခိုင်းလိုက်တယ်ဖြစ်ချင်တော့အချိန်တွက်ချက်တာလွဲချော်သွားလို့မိုးလင်းလာတော့မှရောက်ရှိသွားတာကြောင့်ရန်သူရဲ့ရှေ့မောက်မှာပေါ်တင်ကြီးဖြစ်သွားတော့တယ်ဖြစ်ချင်းပဲအော်တိုမန်မြင်းတပ်ကြီးကသူတို့ကိုဝိုင်းထားလိုက်ကဇိမ်ပြေတပြေလှမ်းပစ်ကြပါလေရောရန်သူရဲ့ပြစ်ကွင်းထဲမှာအကြအရှုံးများစွာနဲ့ရှုံးနှိမ်ခံဒီမှာနပိုလီယန်ကရောက်ရှိလာပြီးတော့ဝင်ကယ်လိုက်တာကြောင့်အော်တိုမန်တပ်ကပြန်ဆုတ်သွားတာပါဒါပေမဲ့အော်တိုမန်တပ်ကပြန်လဲစုစည်းလိုက်ပြီးတော့ရှေ့ကိုခြေတက်လာတယ်နပိုလီယန်ကဆက်နေဖို့မဖြစ်နိုင်တော့တာကြောင့်ကိုင်ရိုမြို့စီကိုနောက်ပြန်လှည့်ပြီးတော့စုတ်ခွာလာတော့တယ်နပိုလီယန်ကမြို့ထဲကိုဝင်လာတဲ့အခါမှာစစ်နိုင်ပြီးပြန်လာတဲ့ပုံစ
စံနဲ့ဝင်ရောက်လာတဲ့အပြင်သူကိုယ်တိုင်ကြိုပြီးစီစဉ်ထားတဲ့ပွဲလန်းတပင်ကြီးကသူ့ကိုကြိုဆိုနေတာအဲ့ဒီနီးနဲ့မြို့ကိုခဏငြိမ်အောင်ထိန်းလိုက်ပြီးတော့သူကိုယ်တိုင်ကတက်ကိုထားခဲ့ပြီးကိုလွတ်ယုံထွက်ပြေးဖို့ပြင်ဆင်တော့တယ်သူ့ရဲ့တပည့်ရင်အချိုးနဲ့တင်မောစီးပြီးတော့ရန်သူမသိအောင်လမ်းမှာပုံးရှောင်ရင်းနဲ့ပြင်တစ်ကိုရောက်သွားတော့တယ်ပြင်တစ်မှာတက်ပြေးမှုနဲ့စစ်ခုံရုံးတင်ဖို့သူ့ကိုလာဖမ်းကြတဲ့အခါသူကစာတစ်စောင်ကိုအရင်ထုတ်ပြလိုက်တယ်စာထဲမှာနပိုလီယံကိုပြန်လာဖို့လွှတ်တော်ကစင့်ခေါ်ခဲ့တာပါအာဖရိကမှာကြံခဲ့တဲ့သူ့ရဲ့တက်ကခြေမုံတာခံရလို့အနှဲငယ်တာစစ်တုံးပန်းအဖြစ်ကြံရစ်ခဲ့တာပါအခုလိုတက်တစ်ခုလုံးပြုတ်သွားအောင်ကြံစီခဲ့တဲ့လွှတ်တော်အမတ်တွေကိုနပိုလီယံကအာဏာသိမ်းဖို့လွှတ်တော်ခေါင်းဆောင်2ယောက်နဲ့ပူးပေါင်းပြီး2ရက်အတွင်းအာဏာအပြတ်သိမ်းဖို့စီစဉ်တယ်အရင်ဆုံးရဲချုပ်ကိုစီးယုံနိုင်ခဲ့လို့အာဏာသိမ်းတဲ့နေ့မှာသူ့ရဲ့မြို့ဆောင်တပ်တွေကိုတပ်ဖြောက်ပေးထားပြီးမတိတလို့နေပေးမယ်တဲ့ဒါပေမဲ့ရဲချုပ်ကအာဏာသိမ်းတာကြရှုံးခဲ့ရင်သူ့စီအမှုမပတ်လာအောင်တစ်ဖက်မှာနပိုလီယံကိုဖမ်းဖို့စာကိုကြိုထုတ်ထားလိုက်တယ်အာဏာသိမ်းတဲ့နေ့မနက်4နာရီမှာနပိုလီယံအိမ်မှာလူစုကြတယ်ဒါပေမဲ့တချို့လူကြီးတွေကမရောက်လာတဲ့အတွက်တစ္ဆာဖောက်သွားတာလားဒါမှမဟုတ်လက်တွေ့မှာသွေးကြောင်သွားတာလားဆိုပြီးအားလုံးကစိုးရိမ်လာကြတယ်အဲ့ဒီချိန်မှာနပိုလီယံကရှေ့ဆက်ဖို့ဆုံးဖြတ်လိုက်တယ်မနက်9နာရီမှာတပ်ကိုမြို့မှာအရင်ဖြန့်ကျက်ထားလိုက်ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တဲ့ခေါင်းဆောင်9ယောက်တီရှိရာရုံးချုပ်ကိုစဝိုင်းလိုက်တယ်နပိုလီယံနဲ့စီစဉ်ထားတဲ့အတိုင်းအဲ့ဒီထဲကခေါင်းဆောင်2ယောက်ကယာထူးကနေအရင်နှုတ်ထွက်ပြလိုက်တယ်ပြီးတော့ကျန်တဲ့3ယောက်ကိုလည်းသူ့လိုလိုက်နှုတ်ထွက်ဖို့အတင်းအကျပ်လက်မှတ်ထိုးခိုင်းတယ်အဲ့ဒီမှာတယောက်ကဘာမှပြန်မပြောဘဲနဲ့လှည့်ထွက်သွားပြီးအခန်းထဲကိုဝင်သွားတယ်ပြီးတော့ရေစလုံးထဲမှာအေးအေးဆေးဆေးနဲ့ရေစိမ်နေပါရောတဘောကတော့သူ့စီကိုလာပြီးအပေးအယူလုပ်ဖို့ကမ်းလှမ်းနေတာပါအကြောင်းသိတယောက်ကသူ့စီကိုသွားပြီးအယောင်းအဝယ်စတင်တော့ငွေကြေးတစ်ခုနဲ့တဲ့သွားပြီးသူ့ရဲ့လက်ရှိပိုင်ဆိုင်မှုတွေကိုမထိဘူးဆိုတော့မှလက်မှတ်ထိုးပေးကတိတ်တဆိတ်ထွက်သွားတော့တယ်ကြံတဲ့2ယောက်ကတော့အပြင်းထန်ကန့်ကွက်နေတာကြောင့်နောက်ဆုံးမှထိမ့်သိမ်းခံလိုက်ရတယ်ပထမနေ့မှာတင်ပြိုင်ဘက်နဲ့စန့်ကျင်သူအားလုံးကိုဓာတ်ဆက်စီပို့လိုက်တော့တာဒုတိယနေ့မနက်4နာရီမှာနပိုလီယံကလွှတ်တော်ကိုထိန်းချုပ်ဖို့တပ်နဲ့ဝိုင်းထားလိုက်တယ်နေ့လယ်တနာရီမှာလွှတ်တော်စတော့နပိုလီယံကိုအစိုးရလို့လက်ခံမလားဒါမှမဟုတ်ရာဇဝတ်သားလို့ကြေညာမလားဆိုတာကိုမဲခွဲပြီးဆုံးဖြတ်တော့မှာဖြစ်တယ်အပြင်းထန်ညှင်းခုန်ကြရင်မဲခွဲဖို့ကြန့်ကြာနေချိန်မှာအပြင်မှာစောင့်နေတဲ့နပိုလီယံကစိတ်မရှိနိုင်တော့ပဲလွှတ်တော်ထဲကိုဝင်ရောက်လာပါလေရောအဲ့ချိန်မှာသူ့ကိုလှမ်းမေးလိုက်တာကဒါဆိုငါတို့ကဘာဖြစ်သွားမှလဲနပိုလီယံကပြန်ဖြေလိုက်တယ်မင်းတို့တွေကိုယ်တိုင်ကဖြက်စီးပစ်လိုက်ပြီလေကိုဖက်ပါအောင်မလုံနိုင်ဘူးဆိုရင်တော့မှရန်သူဖြစ်သွားအောင်တော့မပြောသင့်ပါဘူးပြီးတော့မဲစီကအဖြေထွက်လာတာကိုမစောင့်နိုင်တဲ့အပြင်သူမကျွမ်းကျင်တဲ့နိုင်ငံရေးနယ်ပယ်ထဲမှာဝင်စွာလိုက်တာကြောင့်အလုံးကအော်ဟစ်ပြီးကန့်ကွက်နေကြတဲ့အတွက်အပြင်ကိုထွက်လာတော့တယ်ဆက်ပြီးသူကအထက်လွတ်တော်စီကိုသွားပြီးတော့ဘာကြွေးကြော်လိုက်တယ်လဲဆိုရင်ငါကအောင်မြင်မှုတွေယူဆောင်လာပြီးတဲ့စစ်နက်ဖျားဆိုတာကိုမမေ့ကြနဲ့သူ့ရဲ့အာဏာရှင်ဆန်မှုကြီးကိုအားလုံးရဲ့ရှေ့မှာပြသလိုက်တယ်လို့ဖြစ်သွားတာကြောင့်ဝိုင်းဝန်းဆန့်ကျင်ကြပါလေရောနပိုလီယံနဲ့အပြန်အလှန်ညှင်းခုန်နေကြရင်ကိုထိလက်ရောက်ဖြစ်လာကြတဲ့အတွက်ကိုရန်တော်တက်ကဝင်ရောက်လာပြီးမိုးပေါ်ထောင်ပစ်ကသူ့ကိုခေါ်ထုတ်သွားတော့တယ်လွတ်တော်ရှိမှဒေါသထွက်နေတဲ့နပိုလီယံကတက်ကိုအမိန့်ပေးလိုက်ပြီးရှေ့ကိုခြေတက်လာတယ်အဲ့ဒီမှာအဆောင်တွေကဝင်ခွင့်မပေးတာကြောင့်ထိတ်တိုက်တွေ့ကြပါလေရောရင်ဆိုင်တိုက်ပွဲဖြစ်မယ်ဆိုရင်အဆောင်တွေကရှုံးမာကိုသိပေမဲ့လုံးဝဖယ်ပေးမှာမဟုတ်ပါဘူးအကြောင်းကအဆောင်ကမဆောင်ဘူးဆိုရင်တိတ်ခါမဲ့သွားမှာကြောင်းဖြစ်တယ်အဲ့ဒီချိန်မှာလွတ်တော်တွေကတယောက်ဟာအပြင်ထွက်လာပြီးတော့အထဲမှာလက်နက်ကင်ပြီးတော့တောင်းကျမ်းနေကြတယ်ဆိုပြီးလိန်ပြောလိုက်မှအဆောင်တွေကလမ်းဖယ်ပေးတော့တယ်သူတို့ကနိုင်ငံရေးသမားရဲ့စကားကိုယုံလို့ဖယ်ပေးတာမဟုတ်ပါဘူးနှစ်ဖက်စလုံးတင်းမာနေတဲ့အချိန်မှာဂျားလူကဝင်ရောက်လာပြီးလိန်ပြောနေတာကိုသူတို့ကယုံချင်အောင်ဆောင်လိုက်တာကြောင့်တိုက်เสียမလို့တော့ပဲအသာတကြီးဖယ်ခွင့်ရသွားတာပါချစ်ချင်းနပိုလီယံကတက်နဲ့အထဲကိုဝင်သွားပြီးပြစ်မိန်ပေးလိုက်တာကြောင့်အနှဲငယ်တာထွက်ပြေးလွတ်မြောက်သွားတာပါနောက်ဆုံးတော့ပဒင်းပေါင်းနဲ့ခြံစည်းရိုးပေါ်မှာအဖိုးတန်နဲ့အယောင်တောက်တောက်ဝိယုံတွေကတာတင်ကြံရစ်ခဲ့တာပါအာနာသိမ့်ပြီးတာနဲ့သူတို့ကိုထောက်ခံတဲ့လူအနှဲငယ်နဲ့တာလွတ်တော်ကိုပြန်ဖွဲ့စည်းလိုက်ပြီးတော့နပိုလီယံနဲ့အပေါင်းအပါ2ယောက်ကပြင်သစ်ကိုတဖန်အုပ်ချုပ်ကြတယ်ဒီတစ်ချိန်တော့သူတို့3ယောက်ကအချင်းချင်းပြန်တွယ်ကြတာမျိုးမဟုတ်ပဲနပိုလီယံရဲ့အရှိန်အဝါကြောင့်ကြံတဲ့2ယောက်ကအနောက်မှာကြံခဲ့ပြီးသူ့အလိုလိုကွဲပြောက်သွားတာပါပြင်သစ်ရဲ့အာဏာရှင်ဖြစ်လာတဲ့နပိုလီယံကနိုင်ငံအားလုံးကိုတောင်စစ်ကြေညာတဲ့အထိအသ
င့်ရဲလာပြီးတော့ရုရှားနယ်စပ်အထိသွားပြီးရန်စပါလီရောရုရှားဘက်ကလူတွေကိုချောဆွဲလိုက်ပြီးစစ်တပ်ကြီးကိုအမြန်ဖွဲ့စည်းကပြန်တိုက်ဖို့ခြေတက်လာတဲ့အခါမှာမြစ်တစ်ဖက်ကမှတက်ဆွဲထားတဲ့နပိုလီယန်ရဲ့တပ်ခွဲတစ်ခုကိုတွေ့ရှိသွားတာကြောင့်ရုရှားတပ်ကအပြက်ချေမှုန်းဖို့ဝင်တိုက်ကြတယ်အဲ့ဒီတပ်ခွဲကနပိုလီယန်စီတည်င်းပို့လိုက်ပြီးတော့အပြင်းထန်ခုခံကြပေမဲ့ရုရှားတပ်ကတောင်ပန်နှစ်ဖက်ကိုဖြန့်ကျက်ပြီးတော့ညှပ်တိုက်ဖို့ရှေ့တက်လာတယ်ဒါကြောင့်ပြင်သစ်တပ်ခွဲကစနစ်တကျနောက်ဆုတ်ပြီးတော့တိုက်ခိုက်တဲ့နည်းကိုအသုံးပြုရင်းနဲ့မြို့ထဲကိုရောက်သွားတော့တယ်နောက်ဆုံးတော့ရုရှားတပ်ရဲ့ဝိုင်းတိုက်တာကိုခံနေရတဲ့အပြင်အဆက်မပြတ်ပစ်ခတ်မှုတွေရဲ့ကြားမှာအကြအဆုံးများလာတော့တယ်အဲ့ချိန်မှာမိုးချုပ်သွားတာကြောင့်ရုရှားတပ်ကနောက်နေ့မှာအပြတ်ရှင်းဖို့ယာယီတရားကိုအရင်ဆောက်လုပ်လိုက်ပြီးတော့အင်အားကိုထပ်ဖြည့်ကတိုက်စစ်ဆင်ဖို့ကြိုတင်စုဖွဲ့ထားလိုက်တယ်မိုးလင်းလာတာနဲ့ရုရှားတပ်ကထိုးစစ်ဆင်ကြတဲ့အချိန်မှာနပိုလီယန်ကရောက်ရှိနေပြီဖြစ်ပြီးတံပြန်တိုက်စစ်ဆင်တဲ့အတွက်ရုရှားဘက်ကပြန်ဆုတ်လာရတယ်ဆက်ပြီးနပိုလီယန်ရဲ့အမြောက်တပ်ဖွဲ့ကအရှေ့ကိုတက်လာပြီးရုရှားတပ်ဖွဲ့တွေကိုတည်ပစ်ပါလေရောအမြောက်ဆန်တွေကလူအုပ်ကြားတွေကိုဇက်တိုက်ကြားရောက်နေတာမို့မခံနိုင်တော့ဘဲနဲ့နောက်ဆုတ်ပေးလိုက်ရတယ်ဖြစ်ချင်တော့အနောက်မှာမြစ်ခံနေတာကြောင့်ကျင်းမြောင်းတဲ့တရားပေါ်ကနေထွက်ပြေးဖို့အလူအယက်ဖြစ်လာကြတယ်အဲ့ချိန်မှာနပိုလီယန်ကရှေ့တက်ဖို့အမိန့်ပေးလိုက်တာနဲ့အားလုံးကအစွမ်းကုန်အော်ဟစ်ကဝင်တိုက်ကြပါလေရောဒါကြောင့်ရုရှားဘက်ကမြစ်ထဲမှာလက်ပစ်ကူးနေရင်းနဲ့ကြဆုံးသွားကြသလိုတချို့ကပိတ်ဆို့နေတဲ့တရားပေါ်မှာအသင်းဖိတိုးနေချိန်မှာအမြောက်ဆန်တွေကြားရောက်လာတာကြောင့်တရားနဲ့ပါရောပြီးတော့ရေထဲမှာမျောပါသွားတော့တယ်မြစ်တစ်ဖက်မှာပိတ်မိသွားတဲ့တပ်တွေအားလုံးကရန်သူရဲ့လက်ထဲကိုကြားရောက်သွားတော့တယ်အဲ့ဒီတိုက်ပွဲအပြီးမှာနပိုလီယန်ပြောလိုက်တာကအခုလိုအခွင့်အရေးမျိုးနှခါမရဘူးရန်သူအမားလုံနေချိန်မှာကိုကဝင်မနှောက်ယှက်ပဲပေးလှုပ်ထားလိုက်ပါတပ်ပြုတ်သွားတဲ့ရုရှားဘုရင်ကသူ့ရဲ့လက်အောက်ခံဖြစ်တဲ့ပရုရှားနိုင်ငံကိုနပိုလီယန်စီထိုးပေးလိုက်ကစစ်ပြေငိမ့်လိုက်တယ်ဆက်ပြီးနပိုလီယန်ကသူ့ရဲ့ရန်သူဖြစ်တဲ့အင်္ဂလန်ကိုဖြိုဖို့စလုပ်တယ်ဥရောပပတ်လည်မှာရှိတဲ့ကန်ယိုရန်တလျှောက်လုံးကအင်္ဂလန်ကိုပိတ်ပင်တားဆီးလိုက်တယ်အင်္ဂလန်ဘက်ကလည်းဘလို့တုံ့ပြန်တယ်လဲဆိုရင်ပြင်သစ်သင်္ဘောတွေမှန်သမျှကိုလိုက်လံဖျက်ဆီးနေတာပါနပိုလီယန်ရဲ့ရေတပ်ကိုအပြတ်ရှင်းဖို့အမြန်ရှေ့တက်လာကြတယ်နပိုလီယန်ကမတိုက်သေးပဲနဲ့အရင်ဆုတ်ခွာထားဖို့အမိန့်ပေးလိုက်ပေမဲ့ရေတပ်ဗိုလ်ချုပ်ကနပိုလီယန်ကိုအထင်သေးနေတာကြောင့်အမိန့်ကိုဂယုမစိုက်ပါဘူးဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့အီဂျစ်စိတ်ကမ်းတိုက်ပွဲမှာနပိုလီယန်ကြောင့်ရေတပ်တစ်ခုလုံးကနစ်မြုပ်သွားခဲ့တာနပိုလီယန်ကစိတ်တူလာပြီးတော့အမိန့်ထပ်ပေးလိုက်တာကအခုချက်ချင်းအီတလီဘက်စီဆုတ်ခွာမင်းကိုလူစားထိုးဖို့အဲ့ဒီမှာစောင့်နေလို့ပြောလိုက်ပြန်လဲသူကလုံးဝဂယုမစိုက်ပါဘူးအင်္ဂလန်ရေတပ်ကတကယ်ရောက်ရှိလာတဲ့သတင်းကိုကြားတော့မှသူကအလောတကြီးနဲ့စတင်ဆုတ်ခွာပါလေရောအင်္ဂလန်ဘက်ကစောင့်ကြည့်နေပြီးတော့ပြင်သစ်စစ်သည်မောတွေကိုအရင်ပေးသွားလိုက်တာသူ့ရဲ့စိတ်ကန်းနဲ့ဝေးကွာသွားပြီဆိုတော့မှအနောက်ကနေလိုက်တိုက်မှာဖြစ်ပြီးကျင်းမြောင်းတဲ့ရေလက်ကြားအရောက်မှာအပြတ်ချေမုံမှာဖြစ်တယ်အင်္ဂလန်စစ်သည်မောတွေကိုပြင်သစ်ဗိုလ်ချုပ်ကတွေ့မြင်သွားလို့စိုးရိမ်တကြီးစိတ်ကန်းစီကိုလှည့်ပြန်ဖို့အမိန့်ပေးလိုက်ပေမဲ့သင်္ဘောကိုပြန်ကွေးတဲ့အခါမှာလေ့ကျင့်မှုနဲ့ကုတ်ကဲမှုညံ့ဖျင်းတဲ့အတွက်ကိုယုကာယာဖြစ်သွားကြတယ်အင်္ဂလန်ဗိုလ်ချုပ်နယ်ဆန်ကစစ်ကြောင်းနှစ်ခုခွဲပြီးတော့ဝင်တိုက်ဖို့အမိန့်ပေးလိုက်ပြီးတာနဲ့အားလုံးကကိုယ့်အလုပ်ကိုလုပ်မယ်ဆိုရင်နိုင်မာတေချာတယ်လို့ကြွေးကြော်လိုက်တယ်ပြီးတော့ပြင်သစ်သင်္ဘောရဲ့ဘေးမှာဝင်ကပ်လိုက်ပြီးအမြောက်ပေါင်း100ပါရှိတဲ့စစ်သင်္ဘောကြီးနဲ့ဗျိုင်တူတည်ပစ်ကြပါလေရောအမြောက်ဆန်တွေကြားရောက်လာမှုကြောင့်ပြင်သစ်သင်္ဘောတွေကစတင်နစ်မြုပ်လာတဲ့အတွက်ဘာမှပြန်မလုံနိုင်တော့ပါဘူးဒါပေမဲ့တစ်ဖက်မှာရှိတဲ့ပြင်သစ်တပ်ကအဝေးကနေတောက်လျှောက်ပြစ်ကူပေးနေတာကြောင့်တိုက်ပွဲကပိုမိုပြင်းထန်လာတော့တယ်ပြဿနာကအင်္ဂလန်ဒုတိယစစ်ကြောင်းမှာလေကြောင်းကငြိမ်နေတဲ့အတွက်မရောက်နိုင်သေးပဲနဲ့နောက်မှကြံရစ်ခဲ့တာပါတကယ်ရောက်ရှိလာပြန်တော့လေပြင်သစ်ရဲ့တစ်ဖက်သက်ပြစ်ခတ်မှုကိုခံရပါလေရောဒါကြောင့်နယ်ဆန်ရဲ့စစ်ကြောင်းနှစ်ခုကိုခွဲတဲ့ဗျူဟာအသစ်ကအလုံးမဖြစ်တဲ့အပြင်သူ့ထက်အင်အားပိုများတဲ့စပိန်ပြင်သစ်ပူးပေါင်းတပ်ကြီးကညာတောင်ပံမှာရှိတဲ့တပ်ခွဲနဲ့ကွေ့ပတ်လာပြီးညှပ်တိုက်ဖို့အသင့်ပြင်နေပါပြီရှုံးနေတော့မဲ့အချိန်မှာတော့နယ်ဆန်ကအကွက်အသစ်ကိုဘလို့သုံးလိုက်တယ်လဲဆိုတော့တင်မောကိုစကွေ့လိုက်ပြီးတမယိုးကျဘေးတိုက်နီးနဲ့တိုက်တော့မဲ့ဟန်ပြလိုက်တယ်ဒါကြောင့်ပြင်သစ်တင်မောတွေကလည်းဘေးတိုက်ရှင်ပြီးပြစ်ဖို့လိုက်လှဲ့လာတယ်အဲ့ချိန်မှာနယ်ဆန်ကတင်မောကိုပြန်တဲ့လိုက်ပြီးတော့အရှိတက်တဲ့ကိုအမြန်တိုးဝင်လာတယ်ဒါကြောင့်ပြင်သစ်ဘက်ကဘာလို့ရမှန်းမသိဖြစ်သွားပြီးတွေးဝေသွားချိန်မှာနယ်ဆန်ကိုယ်တိုင်ကပြင်သစ်ဗိုလ်ချုပ်ရှိတဲ့တင်မောစီကိုကတ်သွားပြီးအနီးကပ်တဲပြစ်ပါလေရောအဲ့ချိန်မှာပြင်သစ်ဗိုလ်ချုပ်ကညာတောင်ပံမှာရှိတဲ့သူ့ရဲ့တပ်ခွဲကိုဝင်တိုက်ဖို့အချက်ပြလိုက်တယ်ဒါပေမဲ့အဲ့ဒီတပ်ခွဲကလုံးဝမလှုပ်သေးတဲ့အပြင်အကြောင်းမပြန်ပါဘူးနောက်ဆုံးမှတစ်ချက်လောက်လှမ်းပစ်ပြလိုက်ပြီးတော့
တော့ထွက်ပြေးသွားတော့တယ်ပြင်သစ်ဘူချုပ်ကနစ်မြုပ်နေတဲ့တင်းမောပေါ်မှာလက်နက်ချလိုက်ရတယ်နယ်ဆန်ကတော့သူ့ရဲ့ပေါ်တင်ဆန်တဲ့ဝစ်စားစီရင်မှုကိုအားလုံးကဝိုင်းတတိပေးခဲ့ကြပေမဲ့သူကလက်မခံလို့နောက်ဆုံးမှာကြည်ထိမှန်သွားပြီးကြဆုံးသွားရတာသူကဂုံမောက်တယ်ဆိုတာထက်စီကံကြီးတာကပိုဖြစ်နိုင်ပါတယ်အဲ့ဒီစီကံကြောင့်ပဲအင်္ဂလန်ကစစ်အမြဲနိုင်နေတာဥပမာရင်ဆိုင်တိုက်ပွဲမှာနောက်လှည့်ပြေးတာမျိုးမလုပ်ပဲစနစ်တကျစုတ်ခွာမယ်ဆိုရင်ဘယ်တော့မှမရှုံးပါဘူးဒါကြောင့်အရှုံးမရှိတဲ့အင်္ဂလန်ကနေမဝင်အင်ပါယာဖြစ်သွားရတာအဖမ်းခံခဲ့ရတဲ့ပြင်သစ်ဘူချုပ်ကမကြာခင်ပြန်လဲလွတ်မြောက်လာပြီးတော့ပြင်သစ်ကိုပြန်ရောက်လာတဲ့အခါမှာ9ရက်တောင်မခံပဲဘာကြောင့်မှမသိကြဆုံးသွားတယ်နပိုလီယန်ကသူ့ရဲ့မဟာမိတ်စပိန်ဘုရင်ကိုတောင်အလွတ်မပေးပဲဖြုတ်ချဖို့ကြံစီနေချိန်မှာအကြောင်းပြချက်ရသွားတယ်အဲ့ဒါကစပိန်မိဖုရားရဲ့တိတ်တိတ်ပုံယောက်ျားကတိုင်းပြည်ကိုအုပ်ချုပ်နေတယ်ဆိုတဲ့သတင်းထွက်လာတာနပိုလီယန်ကသူနဲ့ဘာမှမဆိုင်ပဲနဲ့အာဏာဝင်သိမ်းလိုက်တဲ့အပြင်သူ့ရဲ့ညီတယောက်ကိုခေါ်လိုက်ပြီးတော့စပိန်ဘုရင်အဖြစ်တင်မြှောက်လိုက်တာကြောင့်ပြည်သူရဲ့ပုံကံမှုကြီးနဲ့ရင်ဆိုင်ရပါလေရောအဲ့ဒါနေမကနပိုလီယန်ရဲ့ညီတွေအားလုံးကအီတလီမှာဘုရင်ဆွီဒင်မှာလည်းဘုရင်နပိုလီယန်ရဲ့ညီမရဲ့ရောက်ကတိကဘုရင်လုံနေတာဖြစ်လို့နပိုလီယန်တစ်မျိုးလုံးကဥရောပမှာဘုရင်လှုပ်ရှားနေကြတာဘုရင်အရှုပ်တော်ပုံတွေဟာနပိုလီယန်ငယ်စဉ်တုန်းကပြင်သစ်နောက်ဆုံးဘုရင်မှာလည်းရှိခဲ့တာပါပြင်သစ်ဘုရင်မင်္ဂလာဆောင်တော့မင်္ဂလာဥညမှာအဲ့ဒီတွေကဘေးမှာထိုင်ကြည့်တဲ့ဒလေးကတကယ်ရှိခဲ့တာဒါပေမဲ့အဲ့ဒီတွေရဲ့အရှိမအလုံးမဖြစ်ခဲ့ပါဘူးနောက်9နှစ်ကြာတော့မှအစဉ်ပြေသွားခဲ့ရှာတာစပိန်လူထုကိုတော်လှန်ရေးဆက်မလုပ်နိုင်တော့အောင်တရွာလုံးကိုအပြက်ရှင်းတဲ့အထိရက်ဆက်ပြပေမဲ့လုံးဝမရတဲ့အပြင်ပူဆိုးလာပြီးတော့တစ်ဖက်နဲ့တစ်ဖက်ရက်ဆက်မှုကြီးကစတင်ပါလေရောဒါကြောင့်နပိုလီယန်တပ်သားတွေအကြောက်ဆုံးအရာကအရှင်ဖမ်းခံရမှာကိုပဲစပိန်ကိုနောက်ွယ်ကကူညီပေးနေတဲ့ပေါ်တူဂီကိုအရင်တိုက်ခိုက်ဖို့နပိုလီယန်ကသူ့ရဲ့တပည့်ကိုအမိန့်ပေးလိုက်တယ်အဲ့ဒီတပည့်ကစော်တယောက်ကိုပါခေါ်သွားပြီးတော့စစ်တပ်နဲ့အတူပျော်ပွဲစားထွက်တယ်လို့မျိုးပေါ်တူဂီကိုတွားရောက်ကျူးကျော်တာဒါပေမဲ့ပေါ်တူဂီကခံတပ်ပေါင်းအခု100ကိုစောင့်လုပ်ထားတဲ့အပြင်တစ်ခုနဲ့တစ်ခုချိတ်ဆက်ကခံစစ်ကြောင်း2ခုနဲ့အသင်းစောင့်နေတာပါပြီးတော့သူတို့ရဲ့အဓိကမဟာမိတ်ဖြစ်တဲ့အင်္ဂလန်စီကစစ်ကူတွေကလည်းရောက်ရှိနေပါပြီပြင်သစ်တပ်ကပေါ်တူဂီရဲ့မြို့တော်ကိုသိမ်းပိုက်ဖို့ခံတပ်တွေကိုအရင်ကြော်ဖြတ်ရမှာဖြစ်လို့ခံတပ်တွေတစ်ခုပြီးတစ်ခုဖြိုပြီးတော့ခြေတက်လာကြတာအဲ့လိုတက်သိမ်းရင်ကြာလာတော့အကြအဆုံးများလာတဲ့အတွက်အရှိကိုစက်မတက်နိုင်တော့ပါဘူးပြီးတော့အနောက်မှာရှိတဲ့ရိတ်ခါပိုးတဲ့လမ်းကြောင်းကတပုံတွေရဲ့ဖြတ်တိုက်တာကိုခံနေရတာကြောင့်ရိတ်ခါပြက်လက်လာပြီးစက်နေဖို့မဖြစ်နိုင်တော့ပဲပြင်သစ်ဘက်ကရှေ့ဆက်ရမလားနောက်ဆုတ်ရမလားဆိုတာကိုဆုံးဖြတ်ရမှာဖြစ်တယ်နပိုလီယန်ကသူ့ရဲ့တပည့်ဖြစ်သူကိုအားကိုးတကြီးနဲ့ရှေ့ဆက်တက်နိုင်အောင်တစ်ဖက်မှာရန်သူကိုအာယုံလွှဲတဲ့အနေနဲ့သူ့ရဲ့တပ်တွေကိုနေရာအနှံ့မှာထိုးစစ်ဆင်ခိုင်းလိုက်တာဒါကြောင့်စပိန်မှာတိုက်ပွဲကပြင်းထန်လာပြီးတော့နှစ်ဖက်စလုံးအကြအဆုံးများလာတော့တယ်နောက်ဆုံးမှာနပိုလီယန်ရဲ့တပည့်ကပြန်လဲဆုတ်ခွာလာရပြီးတော့လမ်းမှာလက်အောက်ငယ်သားတွေနဲ့ပြဿနာစတက်ကြပါလေရောအခုလိုရှုံးနေပြီးတော့လှည့်ပြန်လာရတာကိုသူကတပ်သားတွေကိုအပြစ်ပုံချပြီးတော့ထိုင်ဆဲနေတာကြောင့်သူ့လူတွေကမခံနိုင်တော့ဘဲနဲ့သူစော်ခေါ်လာတဲ့ကိစ္စအပြင်မာရင်းနဲ့လှုပ်ဆောင်ချက်တွေကိုဖွင့်ချပြီးပြန်ခံပြောလိုက်တာကြောင့်ထုတ်ပယ်တာခံလိုက်ရတယ်မကြပါဘူးသူကိုယ်တိုင်ကလည်းယာထူးပြုတ်သွားပါလေရောနပိုလီယန်ရဲ့ညီလေးစပိန်ဘုရင်ကလည်းပလင်ပေါ်မှာကြာမခံပဲစပိန်ကနေထွက်ပြေးသွားရတာပါပြီးခဲ့တဲ့တိုက်ပွဲမှာရှုံးနိမ့်သွားတဲ့ရုရှားကနပိုလီယန်နဲ့ပူးပေါင်းလိုက်ရတဲ့အတွက်အင်္ဂလန်ကိုကန်ယိုရန်ပိတ်ပင်မှုပြုလုပ်ခဲ့ရတာပါဒါပေမဲ့ကြာလာတော့ရုရှားစီးပွားရေးကကျဆင်းလာတဲ့အပြင်အကျွေးထူတဲ့ပြဿနာဖြစ်လာတယ်ဒါကြောင့်မခံနိုင်တော့ပဲနပိုလီယန်ကိုဂတိဖောက်ဖျက်လိုက်ပြီးကန်ယိုရန်ကိုပြန်ဖွင့်ကအင်္ဂလန်နဲ့ကုန်တွယ်မှုပြန်လုပ်ပါလေရောနပိုလီယန်ကတိသွားတော့ဝေဖန်မှုကနေတဆင့်ရုရှားဘုရင်နဲ့အပြန်အလှန်စာပို့ပြီးတယောက်နဲ့တယောက်စိန်ခေါ်ကြတဲ့အထိပြင်းထန်လာတာဒါကြောင့်နပိုလီယန်ကရုရှားကိုကျူးကျော်ဖို့သူသိမ်းပိုက်ထားတဲ့နိုင်ငံအားလုံးကိုစင့်ခေါ်လိုက်ပြီးဥရောပတစ်တိုင်းလုံးပါဝင်တဲ့စစ်တပ်ကြီးကိုဖွဲ့စည်းလိုက်တဲ့ပထမစစ်ကြောင်းကိုနပိုလီယန်ကိုယ်တိုင်ဦးဆောင်ပြီးကျန်တဲ့စစ်ကြောင်းတစ်ခုကိုသူ့ရဲ့ညီနှစ်ယောက်ကဦးဆောင်ပေမဲ့ညီတစ်ယောက်ကတော့စစ်တခါမှမတိုက်ဖူးသေးပါဘူးဒါကြောင့်နပိုလီယန်နဲ့ညီအကိုများဦးဆောင်တဲ့တပ်ကြီးက9ရက်အတွင်းရုရှားမြို့တော်အထိတပ်သိမ်းဖို့စစ်စင်ရေးစတင်တယ်နပိုလီယန်ပထမစစ်ကြောင်းကအရှိကိုတပ်ကရုရှားပင်မတပ်ကိုအရင်ဖြိုခွင်းပြီးတာနဲ့ရုရှားဒုတိယတပ်ရဲ့အနောက်ဘက်ကနေတွားရောက်တပ်ဆွဲကပိတ်ဆို့ထားမယ်ပြီးတော့သူ့ရဲ့ကြံတဲ့စစ်ကြောင်းတစ်ခုကအရှိကိုတက်လာပြီးတော့နပိုလီယန်တပ်နဲ့တပြိုင်တည်းညှက်တိုက်ကအပီးတိုင်ခြေမုံဖို့စီစဉ်တယ်အရင်ဆုံးနပိုလီယန်တပ်ကြီးကမြစ်ကိုဖြတ်ကူးတာနဲ့တင်9ရက်အထိကြာမြင့်ခဲ့ရပြီးမှရုရှားနယ်မြေတဲကိုရောက်ရှိလာတော့တာရုရှားဘက်ကနပိုလီယန်နဲ့ထိတ်တိုက်မရင်ဆိုင်သေးပဲမြေလှန်စန
စ်ကိုယာနှုံးပြည့်စသုံးတာပါအဲ့ဒါကကိုယ့်ရဲ့နေမြေပေါ်ကိုရန်သူတွေရောက်လာတဲ့အခါကုန်းကောက်စရာမရှိတော့အောင်ကြိုတင်ဖျက်ဆီးပြလိုက်ပြီးစုတ်ခွာပေးလိုက်တာပါနပိုလီယန်ကလည်းရန်သူကိုလွတ်မြောက်ခွင့်မပေးဘဲတခါတည်းခြေမုံဖို့သူ့ရဲ့စစ်ကြောင်း၃ခုစလုံးကိုရှေ့သက်ခိုင်းလိုက်တယ်ဒါပေမဲ့တတိယစစ်ကြောင်းကနောက်ကျနေတဲ့အတွက်ရုရှားတပ်ကအချိန်မီစုတ်ခွာနိုင်ခဲ့ပြီးလွတ်မြောက်သွားခဲ့တယ်ဒါကြောင့်နပိုလီယန်ကအတုံးမကျတဲ့ညီဖြစ်သူကိုစူပူချိန်မောင်းပြီးတော့တိုက်ပွဲအသွေးအကြုံရှိတဲ့ဗိုလ်ကြီးတစ်ယောက်ကိုလွှတ်ကသူ့ညီအထက်မှာယာထူးခန့်ထားလိုက်တာကြောင့်အားလုံးရဲ့အရှိမအရှက်ရသွားပါလေရောလက်ရှိမှာသူ့ညီကလက်အောက်ခံနိုင်ငံတစ်ခုမှာဘရင်အဖြစ်လှုပ်ရှားနေစေဖြစ်တာမို့မာနတခွဲတာနဲ့တက်ကနေနှုတ်ထွက်သွားပြီးလှည့်ပြန်သွားတာနောက်ဆုံးတော့ရုရှားတက်ကခန်တက်မြို့ထဲမှာနေပြီးတော့ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်ချက်ချင်းကိုနပိုလီယန်ရောက်ရှိလာပြီးအမြောက်ပေါင်း100နဲ့အဆက်မပြတ်လှမ်းထုနေတာကိုကြံ့ခံနိုင်ခဲ့ပေမဲ့မကြခင်တမြို့လုံးကိုဝိုင်းဝန်းပိတ်ဆို့တော့မှာကိုစိုးရိမ်တဲ့အတွက်နောက်ဆုတ်ပေးလိုက်ရပြန်တယ်အခုလိုတောက်လျှောက်စုတ်ခွာရင်းနဲ့မော်စကိုမြို့တော်စီရောက်သွားတော့မှထပ်ဆုတ်เสียမရှိတော့တာကြောင့်ကုန်းမြင့်ပေါ်မှာကတုတ်ကျင်းတွေပြင်ဆင်ပြီးတော့အပီးတိုင်ခုခံဖို့ဆုံးဖြတ်လိုက်တယ်။စောင်းရာဒီရောက်ဖို့2လပဲအလိုမှာနပိုလီယန်အတွက်ရွေးစရာရှိတာကလက်ရှိမြို့မှာဆက်နေပြီးတော့စောင်းခိုမလားဒါမှမဟုတ်အရေးစွန့်ပြီးမော်စကိုကို2လအတွင်းရအောင်သိမ်းပိုက်မလားထုံးစံအတိုင်းနပိုလီယန်ကရှေ့ဆက်ဖို့ဆုံးဖြတ်လိုက်တာကြောင့်စစ်မြေပြင်မှာထိတ်တိုက်တွေ့ကြပါလေရောနပိုလီယန်ကရုရှားတောင်ပံကိုအရင်ဖြိုဖို့စတင်ထိုးစစ်ဆင်တယ်မကြခင်ရုရှားမြင်းတပ်ကထွက်ပေါ်လာပြီးဘေးကနေဖြတ်တိုက်တဲ့အချိန်မှာနပိုလီယန်မြင်းတပ်ကချစ်ချင်းရှေ့တက်လာပြီးမြင်းတပ်ချင်းထိတ်တိုက်တွေ့ကြတယ်ကတုတ်ချင်းတစ်လျှောက်အနီးကပ်တိုက်ပွဲအပြင်းထန်ဆုံးအချိန်မှာနှစ်ဖက်စလုံးကအမြောက်တွေနဲ့လူအုပ်ထဲကိုရန်တမ်းပစ်ခတ်ကြပါလေရောအဲ့ချိန်မှာနပိုလီယန်ဘေးကအရန်တက်ရင်းကိုထုတ်သုံးဖို့သူ့ကိုတောင်းဆိုကြတော့နပိုလီယန်ပြန်ပြောလိုက်တာကငါစီမှာတက်ရင်ပေါင်း800တောင်ရှိနေတာအရန်တက်ကိုပါထုတ်သုံးလိုက်မယ်ဆိုရင်အရေးချောင်းဆိုဘယ်မှာလဲငါရဲ့အဆောင်တက်ကနပိုလီယန်တက်ကရှေ့တက်လာပြီးကုန်းမြင့်ရဲ့ဘေးကနေပတ်လာပြီးတော့တက်တိုက်တော့မှရုရှားတက်ကခံတက်ကနေစွန့်ခွာသွားတော့တယ်ပြီးတော့အသင့်ပြင်ထားတဲ့ဒုတိယခံစစ်ကြောင်းမှာနေရာယူပြီးအနောက်ကနေလိုက်လာတဲ့လူတွေကိုပြန်တိုက်ထုတ်ပစ်လိုက်တာကြောင့်တစ်ဖက်ကကုန်းမြင့်ပေါ်ကိုပြန်ဆုတ်သွားတယ်ဒုတိယနေ့မှာနပိုလီယန်အမြောက်တက်ကကုန်းမြင့်ပေါ်မှာနေရာယူလိုက်ကကြံရစ်ခဲ့တဲ့ရုရှားအမြောက်တွေကိုပါပြန်သုံးပြီးရုရှားဘက်ကိုလှမ်းထုပါလေရောအဲ့ချိန်မှာရုရှားရဲ့ညာတောင်ပံမှာရှိတဲ့မြင်းတက်ကမြစ်ကိုတိတ်တဆိတ်ကြော်ဖြတ်လာပြီးတော့ရုတ်တရက်ဘေးကနေဝင်တိုက်တာနပိုလီယန်တက်ကကြဆုံးမှုတွေနဲ့တပ်ပြတ်ခံဒီမှာသူ့ရဲ့အရန်တက်ကိုလွှတ်ပြီးစစ်ကူပေးလို့တာရုရှားမြင်းတက်ကအနောက်ပြန်ဆုတ်သွားတာပါနေ့လေတနိုင်မှာနပိုလီယန်ကအလုံးစုံထိုးစစ်ဆင်မှုကြီးကိုစတင်လိုက်ပြီးရုရှားရဲ့အလဲဘဟုခံတက်ကိုဝိုင်းဝန်းပစ်ခတ်ကအသေးဝင်ရောက်တိုက်ခိုက်ကြတယ်ရုရှားဘက်ကစုတ်ခွာပေးလိုက်ရပြီမဲ့အလျှော့မပေးပဲအင်အားထပ်ဖြည့်ကရှစ်တက်ပြီးတော့ချက်ချင်းပြန်သိမ်းလိုက်တာအဲ့လိုအပြန်အလှန်သိမ်းပိုက်ကြရင်မိုးချုပ်သွားလို့တာခဏနားလိုက်ရတာပါနောက်နေ့မိုးလင်းလာတော့စစ်မြေပြင်မှာရုရှားတပ်ကလုံးဝမရှိတော့ပဲမော်စကိုမြို့စီဆုတ်ခွာသွားတယ်ရုရှားဘက်ကအင်အားထပ်မဖြည့်ပဲထပ်တိုက်ဖို့ဆိုတာမဖြစ်နိုင်သေးလို့မြို့တော်မော်စကိုကိုတောင်မကာကွယ်တော့ပဲနဲ့ရုရှားဘရင်ကြီးနဲ့အတူနန်းဆိုင်တဲ့နေပြည်တော်မြို့စီကိုထွက်ပြေးသွားတာပါဒါကြောင့်နပိုလီယန်က83ရက်အတွင်းမော်စကိုမြို့တော်ကိုသိမ်းပိုက်နိုင်ခဲ့တာသူကမြို့ထဲကိုဝင်လာတဲ့အခါမှာတမိုင်းအစဉ်လာတိုင်းအရာရှိတယောက်ကမြို့ကိုအနှင်းဖို့သူ့ကိုအသင်းဆောင်ကြိုနေမယ်လို့မျှော်လင့်ထားတာပါအဲ့လိုပဲအင်္ဂလိပ်ကမန္တလေးကိုတတ်သိမ်းတဲ့အခါမှာကင်းဝင်မင်းကြီးဟာဗဒံများငမောက်ကိုကင်ဆောင်ပြီးတော့မြို့ကိုအပ်ဖို့စောင့်ကြိုနေခဲ့တာရုရှားကိုရောက်တော့မှမြို့ကိုအပ်မဲ့လူမရှိတဲ့အပြင်အားလုံးကစွန့်ခွာသွားတာကြောင့်တချို့နေရာတွေမှာမီးစတင်လောင်ကျွမ်းနေပါပြီလူတူမရှိရိတ်ခါမရှိနှင်းတွေဖုံးနေတဲ့မြို့ပြက်ကြီးထဲမှာအခက်တွေ့နေတဲ့နပိုလီယန်နဲ့ထွက်ပြေးပုန်းရှောင်နေတဲ့ရုရှားဘုရင်ကအပြန်အလှန်အကွက်ရွှေ့တော့မှာနပိုလီယန်ကသူ့စီကိုလာပြီးလက်နက်ချအညံ့ခံတော့မှလို့ထင်မှတ်ကထိုင်ဆောင်နေတဲ့ပြဿနာကပြည်သူတွေအားလုံးစွန့်ခွာသွားကြပြီဖြစ်လို့ဘာရိတ်ခါမှမရှိတော့ပဲမြို့မှာဆက်နေဖို့တောင်ခက်ခဲလာတာစိတ်ပူပြီးနပိုလီယန်ကရုရှားဘုရင်စီကိုအရင်စာပို့ပြီးကမ်းလှမ်းလိုက်တာကအပြစ်အခက်ရက်စဲပေးမဲ့အပြင်သူ့ဘက်ကဘာမှမယူဘဲနဲ့ဒီအတိုင်းလှည့်ပြန်ပေးမဲ့တဲ့သူကအဖြေကိုထိုင်ဆောင်နေရင်2လကြာသွားပြီမဲ့ရုရှားဘက်ကဘာမှအကြောင်းမပြန်လာပါဘူးဒါနဲ့ရွေးစရာမရှိတော့ပဲမော်စကိုမြို့ကိုစွန့်လွတ်ပြီး
ပြန်လဲဆုတ်ခွာဖို့ခြေလမ်းကိုစလိုက်တာနဲ့ရန်သူအားလုံးကိုဖိတ်ခေါ်လိုက်သလိုဖြစ်သွားပြန်ရောသူကအပြန်လမ်းမှာမြို့တစ်မြို့ကိုအရင်သိမ်းပိုက်ပြီးရိတ်ခါရယူဖို့ခြေတက်လာတဲ့အခါရုရှားတပ်ကလမ်းတစ်ဝက်မှာကြိုဆောင်ပြီးပိတ်ဆို့ထားတာကြောင့်ပြင်းထန်တဲ့ရင်ဆိုင်တိုက်ပွဲဖြစ်သွားပြီးရှေ့မတိုးနိုင်တော့ဘဲနဲ့အရင်ကသိမ်းပိုက်ထားတဲ့မြို့စီကိုဒါဆုတ်ခွာလာရတာတစ်ချိန်တည်းမှာရုရှားတပ်တွေကလည်းသူတို့ရဲ့အနောက်ကနေကန့်လိုက်လာတာပါရီခဲမအောက်ထိအေးခဲလာမှုကြောင့်ထိုင်လက်သားအိတ်နေတဲ့ချို့တွေဆိုရင်မိုးလင်းလာတော့အဲ့ဒီပုံစံအတိုင်းပဲဖြစ်နေပြီးလုံးဝကိုမလှုပ်တော့ပါဘူးပြီးတော့အရာရှိကဘယ်လောက်ပဲအော်တပ်သားတွေကပြန်တော့လှဲ့မကြည့်ပဲထုံပေပေနဲ့လုံးဝကိုဂယုမဆိုင်တော့ပါဘူးလှဲပေါ်မှာရှိတဲ့ဒဏ်ရာရလူနာတွေကိုဘာမှမပြောပဲဒီအတိုင်းမပြီးလမ်းပေါ်မှာချထားခဲ့တာပါအစာထွက်ရှာတဲ့အခါချောင်းနေတဲ့ဒေတာခန်တက်ရဲ့လက်ထဲကိုကြားရောက်သွားပြီးအဝတ်စားတွေကိုချွတ်ယူသွားမှဖြစ်တယ်လို့ချို့တွေကိုလည်းနာကြီးနေတဲ့ရွာသားတွေရဲ့လက်ထဲကိုအပ်လိုက်ပြီးကြိုက်တာလို့ဖို့ပေးထားခဲ့တာနပိုလီယန်ကခံတက်မြို့မှာစောင်းခိုဖို့စီစဉ်ထားပေမဲ့သူ့ရဲ့ရှေ့ပြေးသက်ကရိတ်ခါတွေအပြင်ပစ္စည်းအလုံးကိုဖောက်ထွင်းယူဆောင်သွားကြပါပြီတောက်လျှောက်စုတ်ခွာနေရင်းနဲ့ရန်သူတက်ကလိုက်မိလာတဲ့အတွက်တချို့တက်ကိုအနစ်နာခံပြီးခုခံဖို့ထားရစ်ခဲ့ရတာပါအပြန်လမ်းမှာနပိုလီယန်ကိုအလွတ်မပေးပဲအပြက်ချေမုံဖို့ရုရှားတက်ကမြစ်ရဲ့တစ်ဖက်ကမ်းပေါ်မှာပိတ်ပြီးတော့ကြိုစောင့်နေတာအဲ့ဒါတော့နပိုလီယန်ကမြစ်ကိုမရမကကြော်ဖြတ်ဖို့တစ်ဖက်ရန်သူရဲ့ရှေ့မှာတရားကိုပေါ်တင်ကြီးစောင့်လုံနေပါရောဒါပေမဲ့တခြားဖက်မှာတရားနောက်တစ်ခုကိုလျှို့ဝှက်ပြီးစောင့်လုံနေတာပြီးသွားတာနဲ့နပိုလီယန်တပ်တွေကရုတ်တရက်လမ်းကြောင်းပြောင်းလိုက်ကမြစ်ကိုစတင်ကြော်ဖြတ်လာတဲ့ရုရှားဘက်ကတိသွားတာနဲ့တိုက်ဖို့ခြေတက်လာတော့ကြိုစောင့်နေတဲ့နပိုလီယန်တပ်နဲ့ထိတ်တိုက်တွေ့သွားကြပြီးသူတို့ကိုထိန်းထားလိုက်တယ်တစ်ချိန်တည်းမှာအယောင်ပြစောင့်လုပ်ထားတဲ့တရားပေါ်ကနေနပိုလီယန်တပ်ကတကယ်ကြော်ဖြတ်လာပြီးတော့ရုရှားတပ်ကိုအနောက်ကနေဝင်ပြီးညှပ်တိုက်တယ်ဒါပေမဲ့ထက်ချက်မခွာလိုက်လာတဲ့ရုရှားဒေသခံတပ်ကလည်းတဆင့်ပြန်ပြီးဝင်တိုက်လိုက်တာကြောင့်တိုက်ပွဲကအပြင်းထန်ဆုံးဖြစ်သွားတဲ့တရားပေါ်ကနေဆုတ်ခွာလာကြတဲ့နပိုလီယန်တပ်တွေထပ်မံရောက်ရှိလာတဲ့အတွက်ရုရှားဘက်ကပြန်ဆုတ်သွားတော့တယ်နောက်ဆုံးတော့နပိုလီယန်ကလွတ်မြောက်သွားပေမဲ့ရုရှားကိုစတင်ခြေတက်တုံးကရှိခဲ့တဲ့စစ်သည်9သိန်းမှာ3000ခန့်သာပြန်လဲရောက်ရှိလာတာဖြစ်ပြီး80ရာခိုင်နှုန်းအများစုကရာသီဥတုနဲ့ယောဂကြောင့်ကြာဆုံးခဲ့ရတာဖြစ်တဲ့နပိုလီယန်ကိုအပြုတ်တိုက်ဖို့ရုရှားအပါအဝင်ဥရောပတိုက်လုံးကမဟာမိတ်ဖွဲ့လိုက်ပြီးပြင်သစ်ကိုဝိုင်းတိုက်ကြပါလေရောအဲ့ချိန်မှာနပိုလီယန်ကိုရန်သူနဲ့ညှိနှိုင်းဖို့အလျှော့ပေးပြီးစစ်ပြေငိမ့်ဖို့အားလုံးကဝိုင်းပြောကြတော့သူကလုံးဝလက်မခံပါဘူးဘာကြောင့်လဲဆိုတော့အရှုံးကိုလက်မခံခဲ့လို့တာနပိုလီယန်ဆိုတာဖြစ်လာတာအဲ့လိုလူစားမျိုးကအမြင့်ဆုံးကိုရောက်မယ်ဒါပေမဲ့ကြားတဲ့အခါရုပ်ဆိုးမယ်နပိုလီယန်ဝန်ခံတာတစ်ခုကငါမော်စကိုမြို့မှာအကြာကြီးနေမိတာမှားသွားတယ်စစ်နိုင်တုန်းကဥရောပတိုက်လုံးကငါရဲ့မဟာမိတ်တွေပဲငါလဲစစ်ရှုံရောဥရောပတိုက်လုံးကငါရဲ့ရန်သူတွေဖြစ်သွားကြတယ်ရုရှားကိုကျူးကျော်ဖို့မြောက်ပင့်ပေးခဲ့ကြတဲ့သူ့လူတွေကတော့အခုဆိုဘလို့ပြောင်းလိန်တယ်လဲဆိုရင်ငါကတားလို့မရဘူးဆိုပြီးအပြစ်တင်နေပြီဖြစ်တယ်လို့တချို့ကငိမ့်ချမ်းရေးကိုအကြောင်းပြပြီးတော့အာနာသိမ့်ဖို့ကြံစီနေတာတချို့ကလည်းကိုလွတ်ယုံဖို့ရန်သူနဲ့တိတ်တဆိတ်ဆွေးနွေးနေပါပြီနောက်ဆုံးနပိုလီယန်ကလူငယ်တွေကိုချောဆွဲလိုက်ပြီးသူ့ထက်အင်အား၄ဆကြီးတဲ့မဟာမိတ်တပ်ပေါင်းစုကိုအပြင်းအထန်ခုခံပါလေရောအဲ့ဒီတပ်ပေါင်းစုကစစ်မြေပြင်မှာနပိုလီယန်ကိုနိုင်အောင်မတိုက်နိုင်သေးဘဲနဲ့ကြာလာတော့နှစ်ဖက်စလုံးအကြအဆုံများလာတယ်ဒါကြောင့်သူတို့ကပဲရစ်မြို့ကိုအရင်သိမ်းပိုက်ဖို့လောက်ကရုတ်တရက်ခြေဦးလှဲ့သွားတဲ့နပိုလီယန်ကလည်းသူ့မှာရှိတဲ့အင်အား3000ကျော်နဲ့ပဲရစ်မြို့ကိုခုခံဖို့ချက်ချင်းရောက်အောင်လာခဲ့တာမကြခင်မဟာမိတ်တပ်ကြီးကရောက်ရှိလာပြီးမြို့ကိုအပြင်ကနေဝိုင်းဝန်းပိတ်ဆို့ထားလိုက်တဲ့နပိုလီယန်ကလက်နက်ချဖို့ခါးသီးစွာညှင်းဆန်နေစေဖြစ်တာကြောင့်ပဲရစ်မြို့ကိုမော်စကိုမြို့လိုမျိုးဖြစ်သွားအောင်မလုပ်ပါနဲ့တော့လို့ပြောလိုက်တော့မှသူကလက်ခံသွားပြီးတော့လက်နက်ချလိုက်တာပါမဟာမိတ်တပ်ပေါင်းစုကမြို့ထဲကိုဝင်ရောက်လာကြတော့ပြည်သူတွေကဝိုင်းဝန်းကြိုဆိုနေကြတဲ့အချိန်မှာနပိုလီယန်ကတော့အီတလီကျွန်းတကျွန်းစီကိုအကျဉ်းသားအဖြစ်နဲ့ပို့ဆောင်ခြင်းခံလိုက်ရတယ်မကြပါဘူးပြင်သစ်ကိုပြန်လဲရောက်ရှိလာပြီးတော့သူ့ကိုထောက်ခံတဲ့လူတွေနဲ့ပူးပေါင်းပြီးအာဏာပြန်သိမ်းကပြင်သစ်ဧကရာဖြစ်သွားပြန်ရောဒါကြောင့်မဟာမိတ်တပ်ကြီးကပြင်သစ်နယ်စပ်အထိရောက်ရှိလာပြီးစစ်ဗျူဟာအကြအနခင်းကျင်းကနပိုလီယန်ကိုစိန်ခေါ်လိုက်တာကြောင့်အဆုံးအဖြတ်ပေးမဲ့ဝါတာလူတိုက်ပွဲစတင်ပါလီရော
ဝါတာလူးတိုက်ပွဲမှာနပိုလီယန်ကရန်သူတပ်နှစ်ခုကိုမပူးပေါင်းနိုင်အောင်သူတို့ရဲ့ဂျားထဲမှာရှိတဲ့မြို့ကိုဝင်ရောက်သိမ်းပိုက်ကပေါ်တင်တက်ဆွဲထားလိုက်တာဖြစ်ချင်တော့ရန်သူတွေဂျားမှာရောက်ရှိသွားတာကြောင့်နှစ်ဖက်ညက်ပြီးဝိုင်းတိုက်တာခံရပါလေရောနပိုလီယန်ကခံစစ်ဗျူဟာနဲ့နောက်မဆုတ်တမ်းတိုက်ခိုက်နေုံတာမကညာတောင်ပံမှာရှိတဲ့ပရက်ရှာတပ်ကိုတော့တိုက်စစ်ဗျူဟာကိုတုံးပြီးထိုးစစ်ဆင်လိုက်တဲ့အတွက်ပရက်ရှာတပ်ကနောက်ဆုတ်ပေးလိုက်ရတယ်တစ်ဖက်မှာအင်္ဂလန်ဥဆောင်တဲ့9နိုင်ငံပူးပေါင်းတပ်ကအထီးကျန်သွားတာကြောင့်စုတ်ခွာပေးလိုက်ရပေမဲ့ဝါတာလူးမြို့မှာအရင်တပ်ဆွဲလိုက်ပြီးတော့မဟာမိတ်ပရက်ရှာတပ်ကရောက်ရှိလာပြီဆိုတော့မှနပိုလီယန်နဲ့ထိတ်တိုက်ရင်ဆိုင်မှာဖြစ်တဲ့အင်္ဂလန်ကြီးတပ်ကအရင်ဆုံးဗျူဟာကျတဲ့ကုန်းမြင့်ပေါ်မှာနေရာယူလိုက်တဲ့အပြင်သူတို့ကိုမြင်းတပ်နဲ့ခြံရံထားလိုက်တာပြီးတော့တောင်ပံနှစ်ဖက်ကိုလာရောက်ဖြိုခွင်းလို့မရအောင်ခံတပ်နှစ်ခုကိုစောင့်လုပ်ထားလိုက်တယ်ချစ်ချင်းကိုနပိုလီယန်တပ်ကစစ်မြေပြင်စီရောက်ရှိလာပြီးထိုးစစ်ဆင်မှုအရှိကိုခြေတက်လာတဲ့အခါမှာပရက်ရှာတပ်ကတော့အခုချိန်ထိမရောက်လာပါဘူးအကြောင်းရင်းကသူတို့ကိုနပိုလီယန်ရဲ့တပ်ခွဲကအနောက်ကနေတောက်လျှောက်လိုက်လံတိုက်ခိုက်ပြီးတော့အနှောက်အယှက်ပေးနေလို့ပါအခုလိုတကွဲတပြားဖြစ်နေချိန်မှာနပိုလီယန်ကအခွင့်ကောင်းယူပြီးအင်္ဂလန်ကိုဝင်ရောက်မတိုက်ခိုက်သေးဘဲနဲ့ဘာကိုအချိန်ဆွဲနေတယ်လဲဆိုတော့တက်တိုက်တဲ့အခါအစင်ပြေအောင်မြေကြီးပေါ်ကမိုးရေတွေအရင်ချောက်တွေ့သွားအောင်စောင့်ဆိုင်နေတာပါနေ့လေရောက်သွားတာတောင်နပိုလီယန်ကအယောင်ပြစစ်စင်ရေးကိုဒါစလုပ်တဲ့အနေနဲ့အင်္ဂလန်ရဲ့တောင်ပံခံတပ်ကိုဝင်တိုက်ပြလိုက်တယ်ပြီးတော့မှအမြောက်တွေကိုစတင်အသုံးပြုကလူအုပ်ထဲကိုချိန်ရွယ်ပစ်ခတ်ပါလေရောအဲ့ချိန်မှာတိုက်ပွဲပြင်းထန်နေတဲ့တောင်ပံခံတပ်ကကြာတော့မှဖြစ်လို့အင်္ဂလန်အရန်တပ်ဖွဲ့ကတွားရောက်စစ်ကူပေးလိုက်တာဒါကြောင့်အင်္ဂလန်ဗဟိုစစ်ကြောင်းမှာအင်အားလျော့သွားတာကိုနပိုလီယန်ကရိပ်မိသွားတာနဲ့တကယ်တိုက်စစ်ဆင်မှုကြီးကိုစတင်လိုက်ပါလေရောတစ်ဖက်နဲ့တစ်ဖက်အနီးကပ်တိုက်ပွဲပြင်းထန်နေချိန်မှာအင်္ဂလန်မြင်းတပ်ကရုတ်တရက်ပေါ်ထွက်လာပြီးအလုံးအရင်းနဲ့တိုးဝင်ကဖျက်တိုက်လိုက်တာမို့နပိုလီယန်တပ်ကအကြဆုံးများလာပြီးအနောက်ကိုပြန်ဆုတ်လာရတဲ့မြင်းတပ်ကမနာရန်အနောက်ကနေလိုက်လံတိုက်ခိုက်ရင်းနဲ့ရန်သူဘက်စီကိုတဖြည်းဖြည်းနဲ့ကျွံဝင်လာတော့တာဒါကြောင့်နပိုလီယန်မြင်းတပ်ကလည်းအမြန်အရှိကိုတက်လာပြီးဝိုင်းတိုက်လိုက်တာကြောင့်အင်္ဂလန်မြင်းတပ်ဗိုလ်ကြီးအပါအဝင်အားလုံးကြဆုံးကုန်ကြတာနပိုလီယန်မြင်းတပ်ကဆက်ပြီးအင်္ဂလန်ပင်မစစ်ကြောင်းစီကိုဦးတည်လိုက်ပြီးအရှိန်အဟုန်နဲ့ဝင်ရောက်ဖြိုခွင်းဖို့တဲ့တို့ပြေးဝင်လာပါရောတစ်ဖက်မှာချိန်ရွယ်ပြီးအသင့်ဆောင်ဆိုင်နေကြတဲ့အင်္ဂလန်ကြီးတပ်ကအားလုံးတပြိုင်တည်းပစ်ခတ်လိုက်တာကြောင့်မြင်းတပ်အချို့ဟာလမ်းတဝက်မှာတင်ကြဆုံးကုန်ကြတာဒါပေမဲ့ဇွဲမလျှော့ပဲဆက်လက်ပြေးတက်လာကြရင်အနီးကပ်ထိတ်တိုက်တွေးဆုံကြကရုန်းကန်ရတဲ့တိုက်ပွဲတစ်ခုဖြစ်သွားတော့တယ်ပြဿနာကမြင်းတပ်စီကိုစစ်ကူပို့ပြီးကူတိုက်ပေးဖို့နပိုလီယန်ကပြက်ကွက်နေခဲ့တာအကြောင်းရင်းကညာတောင်ပံမှာပရက်ရှာတပ်ကြီးကရောက်ရှိနေတဲ့အပြင်သူတို့ကိုဝင်ရောက်တိုက်ခိုက်နေပါပြီဝိုင်းတိုက်တာခံနေရတဲ့နပိုလီယန်ကခံစစ်ကိုမတုံးတဲ့အပြင်တိုက်စစ်ကိုထပ်ဖွင့်လိုက်တဲ့အနေနဲ့သူ့ရဲ့အကောင်ဆုံးတပ်ဖွဲ့ကိုပါထုတ်သုံးလိုက်တာအဲ့ဒီအကောင်ဆုံးတပ်ဖွဲ့ကရဲဝင့်စွာအပြင်းဝင်ရောက်တိုက်ခိုက်ကြပေမဲ့အင်္ဂလန်ကြီးတပ်ကလည်းတပြိုင်တည်းပစ်ခတ်လိုက်ကြီးဖြေးလိုက်နဲ့ဇက်တိုက်လှုပ်ဆောင်နေတာကြောင့်ကြာလာတော့အကောင်ဆုံးတပ်ဖွဲ့ကတော့မခံနိုင်တော့ဘဲနဲ့နောက်ဆုတ်လာရတာနောက်ဆုံးမှာမဟာမိတ်တပ်အားလုံးကအလုံးစုံထိုးစစ်ဆင်မှုကြီးကိုစတင်လိုက်တာကြောင့်နပိုလီယန်တပ်ကြီးကပထမဆုံးအကြိမ်နောက်လှည့်ပြီးထွက်ပြေးကြရတယ်ပြီးတော့နပိုလီယန်ကိုယ်တိုင်မြင်းလဲနဲ့ထွက်ပြေးနေချိန်မှာရန်သူတွေအနောက်ကနေလိုက်မိလာလို့လှဲပေါ်ကနေဆင်းပြေးရတဲ့အဖြစ်ပါနပိုလီယန်ကိုရှုံးနိမ့်သွားစေတာကဝါတာလူးတိုက်ပွဲမှာနောက်ကျလို့မဟုတ်ပဲအမှန်တော့ရုရှားမြို့တော်ကိုသိမ်းပိုက်တုန်းကပြည်သူအားလုံးစွန့်ခွာသွားမှုကြောင့်ရိတ်ခါရဖို့မဖြစ်နိုင်တော့ပါဘူးဒါကြောင့်မြို့ထဲမှာဆက်မနေနိုင်တော့ပဲလှည့်ပြေးလာရတဲ့အထိပါအဲ့လိုစုတ်ခွာမှုကနေတဆင့်နပိုလီယန်တပ်ကနေရင်ထိုင်အရှုံးသမားဘဝကိုရောက်သွားရတာနောက်ဆုံးတော့နပိုလီယန်ကလက်နက်ချလိုက်ရပြီးနောက်တစ်ကြိမ်ကျွန်းပေါ်ကိုပို့ခံလိုက်ရပေမဲ့လွတ်မြောက်ဖို့အခွင့်အရေးမရတော့ပါဘူးနောက်6နှစ်အကြာမှာတော့နပိုလီယန်ကကျွန်းပေါ်မှာဆုံးပါသွားခဲ့တယ်